အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်အကြောင်းအရာက Facebook မှာကြော်ညာ boost လုပ်နေတဲ့သူတွေတော်တော်များများချုပ်နေရတဲ့ခေါင်းခဲစရာကိစ္စတခုပါ။အရာအားလုံးကိုနီးစနစ်တကျလုပ်ထားတယ်။ဒါပေမဲ့ Facebook ကြော်ညာတွေကဘာလို့ထင်တယ်လို့အလို့မဖြစ်တာလဲ။အဲ့ဒီအကြောင်းရင်းကိုဖြေရှာကြည့်ကြရအောင် ဟုတ်ပါတယ်ဒီမေကွန်းကတော်တော်လေးရင်းနှီးနေမှာပါ targeting လည်းမှန်တယ် budget လည်းတုံးထားတယ်ဒါပေမဲ့ဘာလို့ order တွေကတက်မလာတာလဲရလက်တွေကထင်တယ်လို့ကောင်းမလားဒီပြဿနာရဲ့အရင်းမြစ်ကတကယ်တော့ဘယ်မှာလဲကဲအတူတူဆက်ပြီးလေ့လာကြည့်ကြအောင် ကဲခုဒီကိစ္စရဲ့အရင်းမြစ်ကိုစပြီးဒူးဆိုကြည့်ကြမယ်အများစုကပြဿနာက target ထင်မှာပဲလို့ထင်တတ်ကြတယ်ဒါပေမဲ့တကယ်တမ်းကျတော့တရားဟန်အစ်စ်ကလူတွေတိတ်တိမထားမိတဲ့တခြားတဲ့နေရာမှာပုံနေတာပါအဲ့ဒါကဘာလဲဆိုတော့ကြောင်ညာတွေမအောင်မြင်ရတဲ့ number 1အကြောင်းရင်းကအားနေတဲ့ creative ကြောင့်ပါပဲဟုတ်ပါတယ် creative ဆိုလိုတာကတော့ကြည့်ရှုသူတွေသူတို့ရဲ့ news feed မှာတကယ်တော့မြင်လိုက်ရတဲ့ကြောင်ညာရဲ့ပုံဒါမှမဟုတ် video ပေါ့ဒါဆိုရင်ကို critic ကကောင်းသလားမကောင်းဘူးလားဆိုတာကိုဘယ်လိုသိနိုင်မလဲအဖြေကအရင်ရုပ်ရှင်ပြောအင်မတန်အစွမ်းထက်တဲ့စစ်ဆေးနည်းလေးတစ်ခုမှရှိနေပါတယ်အဲ့ဒါကို3စက္ကန့်စစ်ဆေးနည်းလို့ခေါ်ပါတယ်ဒီစီးမြစ်လေးတစ်ခုတည်းနဲ့တင်ကိုကြော်ညာ campaign တစ်ခုလုံးရဲ့အောင်မြင်မှုကိုအဆုံးဖြတ်ပေးနိုင်တယ်ဆိုရင်ယုံမလားဟုတ်ပါတယ်ဒီကဏ္ဍလေးပါပဲတစ်ဒီကဏ္ဍလေးကပဲဂျွန်ညာတစ်ခုရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးသွားမှာပါစဉ်းစားကြည့်လေ Facebook သုံးနေတဲ့သူတွေယောက်က news feed ကိုလက်နဲ့ရှုနဲ့အပွန်အောက်ပုတ်ဆွဲကြည့်နေတာအဲ့လို scroll လုပ်နေနေကိုကြော်ညာကိုရက်ကြည့်ဖို့ဆုံးဖြတ်ချက်ချရတဲ့အချင်းကပြန်ပြန်အဖြစ်3စက္ကန့်ပဲရှိပါတယ်အဲ့ဒီ3စက္ကန့်ဟာကိုကြော်ညာအတွက်အဆုံးဖြတ်ပေးမဲ့ make or break moment ပါပဲဒီတော့အရေးကြီးဆုံးပြန်စဉ်းစားရမယ့်မိကုံးကအဲ့ဒီရွှေထက်တန်းဖို့ရှိတဲ့3စက္ကန့်အတွင်းမှာကိုယ့်ရဲ့ကြော်ညာကသူတို့အာရုံကိုတကယ်ရောဖန်ဆားနိုင်ရလားဆိုတာပါပဲကဲပြဿနာကိုတော့ TV အခုအဖြေဘက်ကိုတွားကြည့်ကြရအောင်ဒီ3စက္ကန့်အတွင်းမှာအာယုံဖန်ဆားနိုင်ပြီးရောင်အားတက်စင်မဲ့ကြောင်ညာတစ်ခုဖြစ်ဖို့အတွက်လိုက်နာလွယ်ကူတဲ့ formula တစ်ခုရှိပါတယ်ဒီ formula ကအရင်ရှင်းပြီးမှတ်ရလွယ်ပါတယ်အပိုင်း3ပိုင်းပဲပါတယ်နံပါတ်1က the hook ချိတ်နဲ့ချိတ်တယ်လို့အာယုံကိုဖန်ဆားဖို့နံပါတ်2က the value ကိုကီစီရဲ့တန်ဖိုးကိုပြဖို့ပြီးတော့နံပါတ်3က the call to action တလုံးကိုဘာလုပ်ရမလဲဆိုတာညွှန်ပြဖို့ပါပထမဆုံးအဆင့် the hook အကြောင်းရင်ပြောအောင်ဒါကတော့ကြော်ညာကိုမြင်လိုက်တဲ့သူကဟဲဒါငါတဲ့ပဲပါလားဆိုပြီးချက်ချင်းခံစားတော့လုပ်လိုက်ရမယ်ဘယ်လိုလုပ်မလဲသူတို့ရဲ့ပြဿနာကိုတဲ့တဲ့ထောက်ပြတဲ့မေးခွန်းတစ်ခုမေးလိုက်တာမျိုးဒါမှမဟုတ်သူတို့အရန်လိုချင်နေတဲ့ရလိုက်တစ်ခုကိုပြလိုက်တာမျိုးနဲ့သူတို့အာရုံကိုဖန်ဆားရမှာဒုတိယချက်က the value ပါဆိုလိုတာကပုံလိုက်အောင်တတ်တတ်နဲ့မပြီးဘူးကို product ကသူတို့ဘဝကိုဘယ်လိုများပိုကောင်းအောင်လုပ်ပေးနိုင်မှာလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြနိုင်ရမှာပဲဒီညမှာသိထားရမှာကရိုးရှင်းခြင်းကအဓိကတော့ချက်ပဲစာရီအများကြီးနဲ့ရှုပ်ရခံတဲ့ပုံတွေအစားအဓိကအကျိုးကျေးဇူးကိုပဲတားပြီးမြင်စေတဲ့ရှင်းလင်းတဲ့ဒီဇိုင်းမျိုးကအစပေါင်းများစွာပိုပြီးထိရောက်ပါတယ်နောက်ဆုံးနဲ့အကြီးအဆုံးအချက်ကတော့ call to action ဒါမှမဟုတ် CTA ပါပဲသူတို့စိတ်ဝင်စားသွားပြီကောင်းပြီအခုဘာဆက်လုပ်ရမလဲအဲ့ဒါကိုရှင်းရှင်းလင်းလင်းပြောပြဖို့လိုပါတယ် send message ကိုနှိပ်ရမှာလား shop now ကိုတွားရမှာလားညွှန်ကြားချက်ကတီချက်ပြတ်သားနေဖို့လုံးဝမဖြစ်မနေလိုအပ်ပါတယ်ကဲဒီအချက်3ချက်ကိုတီးသွားပြီဆိုရင်တော်တော်လေးလုပ်ဖြစ်နေပါပြီဒါပေမဲ့ဒါနဲ့မပြီးသေးဘူးနောက်ထပ်အပိုးဆောင်အနေနဲ့အရန်တန်ဖို့ရှိတဲ့ pro tip တစ်ခုကိုထပ်ပြီးမျှဝေပေးချင်ပါသေးတယ်ဒီအချက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါကဘာလဲဆိုတော့ Facebook ရဲ့ algorithm က real human element လို့ခေါ်တဲ့လူအစစ်တွေပါဝင်တဲ့ကြော်ညာတွေကိုပို့ပြီးတော့ဦးစားပေးလေးရှိတယ်ဆိုတာပါပဲရိုးရိုးလေးပြောရရင်လူပုံပါတဲ့ကြော်ညာတွေက reach ပိုရနိုင်တယ် performance ပိုကောင်းနိုင်တယ်ဆိုတဲ့သဘောပါပဲဒီမှာကွာခြားချက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ် approach A မှာက PC ပုံတက်တက်ပဲ approach B မှာကျတော့လူတစ်ယောက်ကအဲ့ဒီ PC ကိုကင်ထားတာဒါမှမဟုတ်အတော်မြင့်နေရာကိုပြထားတယ်ဒီတော့ကိုကြော်ညာမှာ PC ပုံကြီးပဲတင်မဲ့အစားလူတစ်ယောက်ကအဲ့ဒီ PC ကိုကင်ထားတဲ့ပုံတုံးနေတဲ့ပုံဒါမှမဟုတ်ဗီဒီယိုကို sample တုံးကြည့်လိုက်ပါရလက်ကတကယ်ကိုအမခံကွာခြားထွားနိုင်ပါတယ်နောက်ဆုံးမှာတော့ဒီနီလန်းနဲ့အားလုံးရဲ့ရွေးချက်ကတခုတည်းပါပဲအဲ့ဒါကတော့ကိုယ့်ရဲ့စီးပွားရေးကိုထိရောက်ပြီးတော့ smart ကြတဲ့နီလန်းနဲ့မြင့်တင်နိုင်ဖို့ပါပဲဒီချက်လက်ဒီအားလုံးကိုတည်သွားပြီဆိုတော့နောက်ဆုံးအနေနဲ့ကိုပြန်မေးကြည့်ရမယ်အရေးကြီးဆုံးမေးခွန်းတစ်ခုပဲကြာမှာတော့တယ်အခုလက်ရှိအသုံးပြုနေတဲ့ကိုယ့်ရဲ့ကြော်ညာကတော့ဒီ3စက္ကန့်စစ်ဆေးမှုကိုအောင်မြင်ရလား